ကျွန်တော် YouTube channel ကနေဘောလုံးသတင်းများကိုတင်ပေးသွားမှာဖြစ်ပါတယ်။ Belgium နဲ့ Egypt တို့ရဲ့2026ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်ကို Rudi Garcia ဦးဆောင်တဲ့ Belgium အသင်းကအီဂျစ်ကိုရင်ဆိုင်ပြီးစတင်ကစားသွားမှာဖြစ်ပါတယ်။ Belgium အသင်းဟာ2022ကာတာကမ္ဘာ့ဖလားမှာအလွန်စိတ်ပျက်ဖွယ်ကောင်းခဲ့ပြီးဒဏ်ရာမပြေဝတဲ့ Eden Hazard ဦးဆောင်တဲ့အသင်းကအုပ်စုအဆင့်ကနေထွက်ခဲ့ရပါတယ်။ 2018ခုနှစ်မှာတတိယနေရာရခဲ့ပေမဲ့နောက်ပိုင်း UEFA Euro 2024မှာလည်းမျှော်လင့်ထားသလိုမကစားနိုင်ပဲပြင်သစ်ကိုရှုံးပြီး Round 16ကနေထွက်ခဲ့ရပါတယ်။ဒါပေမဲ့ Rudi Garcia ရဲ့အသင်းကရှုံးပွဲမရှိဘဲ World Cup Qualification အောင်မြင်ခဲ့ပြီးအသင်းပေါ်ကမ္ဘာလုံးဆိုင်ရာမျှော်လင့်ချက်နည်းနေတာကတောင်ဖိအားလျော့စေနိုင်ပါတယ်။ထူးချွန်တဲ့ကစားသမားတွေကိုလည်းပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။အီဂျစ်အသင်းအတွက်တော့ဒီကမ္ဘာ့ဖလားဟာ၄ကြိမ်မြောက်ဖြစ်ပြီးယခင် World Cup များမှာတပွဲမှမနိုင်ဘူးသေးပါဘူး။2018တုန်းကဒဏ်ရာရှိနေတဲ့ Mohamed Salah ကအသင်းကိုမကယ်တင်နိုင်ခဲ့ပဲအုပ်စုအဆင့်၃ပွဲစလုံးရှုံးခဲ့ရပါတယ်။အခုတစ်ချိန်မှာလဲ Salah ကအသင်းရဲ့အဓိကကျေပွင့်ဖြစ်နေဆဲဖြစ်ပေမဲ့ Liverpool နဲ့ရာသီအဆုံးပိုင်းမှာစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ပွဲခန့်မှန်းချက်Belgium အသင်းအတွက် Quarter Final ထိတက်နိုင်တဲ့လမ်းကြောင်းကတက်တာနိုင်ပါတယ်2018လောက်အင်အားမကြီးတော့ပေမဲ့ကျေပွင့်တွေရှိနေဆဲဖြစ်ပြီးဒီတစ်ချိန်မှာအားလုံးကိုအံ့အားသင့်စေနိုင်ပါတယ်။အီဂျစ်အသင်းကတော့ Saul နဲ့ Omar Marmoush ရှိပေမဲ့တိုက်စစ်ပိုင်းထက်ခံစစ်တည်ငြိမ်မှုနဲ့အနိုင်ရဖို့ကြိုးစားမဲ့အသင်းမှာ Qualification 10ပွဲမှာ2-9ပဲပေးခဲ့ရတာကအထင်ရှားဆုံးပါ။ Belgium အနေနဲ့စောစောဂိုးသွင်းနိုင်ရင်အီဂျစ်ကိုဖိအားပေးနိုင်မယ်ဂိုးမရှိသေးပဲအချိန်ကြာလာရင်တော့အီဂျစ်ဘက်က upset လုပ်နိုင်မယ်လို့ယုံကြည်လာနိုင်ပါတယ်။စိတ်ဝင်စားဖွယ်ချက်များအီဂျစ်အသင်းဟာ World Cup သမိုင်းမှာတပွဲမှမနိုင်ဘူးသေးပါဘူး။ World Cup မှာနိုင်ပွဲမရပဲအများဆုံးပွဲကစားထားတဲ့အသင်းတွေထဲမှာ Honduras 9ပွဲနောက်ဒုတိယဖြစ်ပြီးအီဂျစ်က9ပွဲရှိပါတယ်။ Belgium အသင်းကပြိုင်ပွဲမတိုင်ခင်13ပွဲဆက်မရှုံးထားပဲ Tunisia National Football Team ကို9-0နဲ့အနိုင်ယူခဲ့ပါတယ်။ Jermaine Doku က Belgium ရဲ့အဓိက X Factor ဖြစ်လာနိုင်ပါတယ်။သူဟာ Manchester City နဲ့အကောင်းဆုံးရာသီတစ်ခုကစားထားပြီး Qualification မှာ Goal Involvement 9ကြိမ်ရှိခဲ့ပါတယ်။ Thibaut Courtois ကလည်းနီးပြသစ် Garcia ရဲ့လက်အောက်မှာအသင်းထဲပြန်ဝင်လာပြီးပြိုင်ပွဲတစ်လျှောက်နှုတ်တကိုးသမားဖြစ်မှာပါ။ Romelu Lukaku ကဒဏ်ရာပြဿနာတွေကြောင့်အရန်ကစားသမားဖြစ်ပဲအသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Salah အတွက်ဒီပွဲနေ့က34နှစ်ပြည့်မွေးနေ့လည်းဖြစ်ပြီးသူ့အနေနဲ့အီဂျစ်ကို World Cup ပထမဆုံးနိုင်ပွဲရအောင်ဦးဆောင်ချင်နေမှာသေချာပါတယ်။